ဒီမှာပါရှင်ဒါလေးစက္ကန့်မိုင်းလေးနဲ့ကြည့်ပြီးတော့ပြောကြလို့ပေါ့နော်ဒီမဲ့အဖြစ်အပျက်တချို့လေလူမှုကွန်ရက်စာမျက်နှာပေါ်မှာဒီစက္ကန့်မိုင်းလေးကြည့်ပြီးတော့လေတကယ်တမ်းကြာရင်ပေါ့နော်ဒီလေသမားကြီးကလေတအားသဘောကောင်းလို့ပေါ့နော်အမပြောပေးပါအောင်ဟုတ်ပြောချင်တာရင်းတဲ့ဟာနဲ့သူကလာတော့ပြောပြတာအမားတဲ့အဲ့လေသမားကြီးကအရန်သဘောကောင်းတာတဲ့သဘောကောင်းတော့မှသိရှင်လက်ရှင်နဲ့ကိုလိုက်ပို့တာပို့တော့အဲ့ဒါဖတိမတရားပေါက်ပြီးတော့ကိုကြီးကိုလှူတာပေါ့နော်လေဖို့ပေါ့နော်မဖို့ပေးတာပြီးတော့အကိုကြီးကအတင်းညင်းတာအဲ့ဒါအဲ့လိုမျိုးအဲ့လိုရုံးရင်းဆန်ကမသိတဲ့သူကြတော့အဲ့လိုဖြစ်သွားတယ်အဲ့ဒါဟုတ်တယ်ဒါစက္ကန့်မိုင်းလေးနဲ့ကြည့်ပြီးတော့ပြောတော့လေတကယ်ကိုလေစိတ်ထဲမှာတကယ်မကောင်းပါဘူးဘာလဲဆိုကိုရီးယားလေဥပိန္ဒရာကနေမှအဝေးရနေမှလာပြီးတော့ပေါ့နော်ကိုရီလူချင်းလုံးလို့ကိုပင်မနဲ့ရက်တွေမနာပဲနဲ့သွားခဲ့ရတာဗလန်ခီချမ်းမှုချမ်းနေဆိုတော့တိကြပါတယ်ရှင်အဲ့ကြောင့်ဒါစက္ကန့်မိုင်းရှင်ပြောကြပါနဲ့ဒီဆက်လေသမားကိုကြီးရဆိုရင်နော်ရွာတွေကိုပတ်ပေးတာမြစ်တာနဲ့ဆိုတော့လေကိုကြီးရေယူပါဆိုပြီးတော့သူတို့ဆိုနေဗီဒီယိုရိုက်စေချင်တာဘာလဲဆိုအလူရှင်တွေအများကြီးလာအောင်လို့အဲ့ဒီရွာမှာပေါ့ပြီးတော့ရေတိုးတာတဲ့လား2လ3လလောက်ကိုကြာအောင်မှမို့လို့ပါရှင်အဲ့ဒါကြောင့်ဒါစက္ကန့်မိုင်းလေးကြည့်ပြီးဝေဖန်တဲ့သူတွေကိုဒါပြောပြပေးတာပါရှင်ဒါရှင်းနေရှင်းတာမရှိပါဘူးနော်ကဲဒါပေါ့နော်တပူမြအလူတော့ကလည်းဒီဖက်နဲ့ဆိုင်ရပဲပေါ့နော်အခုလည်းဒီမဲ့ဝင်းတစ်လက်ဆောင်ပေးလိုက်တာကိုကခကြီးတွေနဲ့ကျိုးနေတယ်ပေါ့နော်အခုဖက်နဲ့လို့တိကျမရှိဘူးလို့ဖောက်စီးကြည့်မယ်လို့ပြောပါနော်ဒါတပူမြဖက်နဲ့ဆိုင်ရပါဒီမဲ့ပမာဖက်နဲ့လေးသူကလမ်းလိုက်စာဆိုရင်ပေါ့နော်မဟာအောင်မြေထဲမှာပေါ့35လမ်း39လမ်း69လမ်းတောင်းပါအလူတော့ကလည်းဒီမဲ့ဖက်နဲ့ပေးတယ်မှာပေါ့နော်ဒီမဲ့ဟောဒီကိုကလေစိုက်ကဖက်နဲ့ကသူများတဲ့ကြီးတယ်စိုက်လူကြီးတွေဆိုတော့ကြတော့အဲ့မြင်မှာမတော်ဘူးစိုက်လူကြီးတွေဆိုတော့ပေါ့နော်ဒီမဲ့နောက်လိုက်တော့အော်ရာချက်တွေပါရှင်ခိုင်ခန့်ပါတယ်မှာချင်တယ်ဆိုကိုလိုချင်တဲ့ပုံစံလေးတွေကိုပြောပြီးတော့မှာလို့ရပါတယ်အပူများဖက်နဲ့ဆိုင်ရပါရှင်35လမ်း69လမ်းထားပါပေါ့နော်မှာလို့ရပါတယ်မဟာအောင်မျိုးတဲ့မဟာအောင်မျိုးမှာပါရှင်အနီးလေးကဒါဖတိမဒါစိုက်ကကြတော့လေကတော့နော်ဒါစိုက်ကကြတော့ကိုကလေသူများရတဲ့ဖက်နဲ့ဘလောက်စိုက်ဆိုကြီးတွေကိုလို့လေစိုက်လုံးသူတော့ကြတာဒီမဲ့ကွက်တိစိုက်ကဒါဆိုတော့ကွက်တိပါပဲနက်ကကြီးခြေတော့ကကြီးတွေလို့ပါရှင်ကျေးဇူးတင်ပါတယ်လိုက်တယ်ရရဝေဒါအော်ရာမာလို့ရပါတယ်ဒီလိုပေါ့တော့ကိုလိုစိုက်လို့ခိုင်းလို့ရည်ဆိုလဲအော်ရာများမာလို့ရပါတယ်သမီးများဖက်နဲ့ဆိုင်ရပါဒီလိုကအနီလေးပေါ့ရှင်ဒီမဲ့ရပြီကျေးဇူးတင်ပါတယ်ဟုတ်တယ်ဖတိမအိမ်ကိုရောက်နေတာကျမစကားပြောချင်လို့မှခေါ်လိုက်တာသူတို့3ယောက်ကတမျိုးတနယ်ချားနေတော့မတွေ့ဘူးကြတော့ပြောနေတာ3ယောက်သားစကားအမြိုင်နဲ့ကျမတို့ဘေးကနားထောင်နေသူမသိတဲ့ဇက်ဆိုတော့လည်းဝင်အနားပဲထောင်စကားပြောချင်လို့မှချစ်ရတဲ့အမနှစ်ယောက်ကိုလှန့်ခေါ်လိုက်တာရောက်တည်းကသူတို့3ယောက်ပဲပြောနေကြတာအနာယိုကြည့်ပြီးစောင့်နေတာနော်မကျေနပ်တော့အဲ့ဒါ TikTok နဲ့တင်တာမကြည့်အောင်မဖာနီမကြီးရောက်နေတာလားတွေ့ကျင်လာတော့တဲအောင်စုလေးရှိလားနော်မနေ့ပွဲကြည့်ဖို့6ရက်နေ့နော်အေတန်းမှာရှိပါမယ်နော်မဖာတီမရေဘေးကလူကပြန်လာတော့ဝင်ခေါ်တာတခါတည်းနေပြီးတော့နေပါလာတာနေပြီးတော့လာတဲ့ကဗသက်မသိတာကျမခုချိန်ထိပါပဲသူတို့ကကျမပြောတော့ကျမနဲ့စကားပြောဖို့လာတာတဲ့နော်ကျမဘေးကကြည်နေမှာပြီးတော့သူတို့3ယောက်သားပြောတာ3ယောက်သားရေဘက်မဝင်ပြောကြတာမှကြည့်အဲ့ဒါဘေးကကြည့်ဦးလေးခွင့်နေရနော်လေတအားနေလို့ထိုင်လို့ကောင်းလိုက်တာမပြောမနေနဲ့တော့နော်ဖတိမဟိုတယ်စီစဉ်ပေးပါတယ်နော်မြင်ရမသွားတာအဲ့တော့ဖတိမစီစဉ်ပေးတာပတ်ဆက်လဲဟိုပြီးသားဆိုတော့ဟိုတယ်မှာသူသားနဲ့သူယောက်ျားနဲ့သူကလေးတွေကိုလွတ်ပြီးတော့အိတ်ခိုင်းလိုက်တယ်မြင်ရတော့ဖတိမအိမ်မှာအိတ်ပါမယ်ဖတိမအိမ်မှာရှိပါမယ်မနေ့ပြန်တော့ဖျားလေးတွေလိုက်ဖူးပါမယ်သွားစရာနေရာလေးတစ်ခုလည်းရှိပါတယ်ဒါကြောင့်မလို့ဖိတ်တဲ့နေရာလေးတွေလည်းမြင်မသွားနိုင်တာကိုနားလည်ပေးပါနော်မြင်ရဒီတိုင်းပဲပပလေးနဲ့လာတာစိတ်အမောပန်းဖြစ်အောင်ပေါ့နော်လာအမောင်လေးကိုလာအားပေးတာ